ရှိကိုပူဇော်ဖူမြော်မှန်လျော့ကတော့ရတော့တက္ကေစကာရဝကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်အနိဋ္ဌဘေးတံယမန်ခတ်သိင်ကင်းလို့ငြိမ်းချတိတာဖြစ်၍မိမိတို့အလိုရှိရတောင်းတအပ်သောဆုတို့သည်15ရက်လာ၏ပြေဝခြင်းကဲ့သို့တလုံးတဝါတည်းပြည့်စုံကြပြီလျင်မဘုံနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကောင်းကိုမြတ်ဘဝ၌ပင်ကျင့်ကြံကြိုးကိုအထုံနိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေပြည်ဦးလင်းမဟာဝိဟာရတော်ရအကြောင်းမှာတတိပဋ္ဌာန်ဘာဝနာကိုပွားများအထောက်နေကြသောတပည့်များကိုဩဝါဒစကားပြောကြားပေးမှာဖြစ်ပါတယ်တတိပဋ္ဌာန်ဆိုတဲ့စကားအတိုင်းပဲတတိပြဋ္ဌာန်းတဲ့အလုပ်ဖြစ်ပါတယ်တတိပြဋ္ဌာန်းတဲ့အလုပ်ဆိုတဲ့မိမိရဲ့တန်တမှာဖြစ်ပေါ်နေတဲ့ကာယရုပ်ပိုင်းဆိုင်ရာကိုတတိကပ်ဖို့စိတ်ဖြစ်ပုံတွေမှာတတိကပ်ဖို့ဝေဒနာခံစားမှုတွေပေါ်မှာတတိကပ်ဖို့ဓမ္မသဘောတရားတွေပေါ်မှာတတိကပ်ဖို့အဲ့တော့တတိကပ်စရာ၄ခုရှိတယ်ကာယဝေဒနာစိတ်ဓမ္မအဲ့ဒီ၄ခုအပေါ်မှာပဲစိတ်ကိုကျက်စားရမှာဖြစ်တယ်ပညာတွေအပေါ်မှာကျက်စားရမှာမဟုတ်တတိပြုပါနော်ရှုမှတ်တိုင်းကာယအပေါ်မှာရှိပါစေဝေဒနာအပေါ်မှာရှိပါစေစိတ်အပေါ်မှာရှိပါစေဓမ္မအပေါ်မှာရှိပါစေကိုယ်ရင်စိတ်တည်ကာယကိုသိနေရမယ်စိတ်ကိုသိနေရမယ်ဝေဒနာကိုသိနေရမယ်ဓမ္မကိုသိနေရမယ်အဲ့လိုစိတ်တရားအထုတ်နေတာကာယဝေဒနာစိတ်ဓမ္မအပေါ်မှာမရှိဘဲနဲ့ပညာတွေအပေါ်မှာရောက်နေတယ်ဆိုရင်တတိပဋ္ဌာန်တရားကိုအထုတ်နေတာမဟုတ်တော့ဘူးဒါကြောင့်ဒီလိုတတိပဋ္ဌာန်ပါဠိတော်ထဲမှာကာယေကာယ ानु ပတ္တိဝိဟာရတိကာယကိုကာယလို့ရှုဝေဒနာကိုဝေဒနာလို့ရှုဓမ္မကိုဓမ္မလို့ရှုစိတ်ကိုစိတ်လို့ရှုညွှန်ကြားထားတယ်ပညာအပေါ်မှာမရှိစေရအောင်အဲ့တော့တပည့်တွေကိုဒီနေ့အထူးတတိပြုချင်တာကမနေ့ကပြောခဲ့သလိုနံပါတ်1တတိဇက်တိုက်ကတ်နအောင်ကြိုးစားပါနော်တရားမတက်ဘူးဆိုတာတတိတွေရှေ့တတိနဲ့နောက်တတိဟာနေလို့မှတ်ပြီးရင်မှတ်အဲ့လိုဖြစ်နေရမှာဒီအချက်ကိုတတိပြုပါကိုထိုင်တိုင်းမှာအဲ့လိုအမှတ်တတိကဇက်တိုက်ဖြစ်ရလားဆိုတာတတိ
ထားကြည့်ပါနော်တရားမတက်ဘူးအချိန်တွေဘယ်လောက်ပဲကြာကြာလတွေနှစ်တွေဘယ်လောက်ကြာကြာတရားမတက်ဘူးဆိုတာတတိတွေဇက်တိုင်းမကတ်နိုင်သေးလို့ပါတတိကတ်နိုင်လေတမာတိဖြစ်လေပဲနော်ညမှတ်ပြီးမှတ်ချားမတွေ့ဝေမနေနဲ့ငေးမနေနဲ့ချားမတွေ့ဝေနေနဲ့ငေးနေတယ်ဆိုရင်တမာတိကပြတ်ပြီစိတ်လွင့်ပြီအကြောင်းမှတ်ပြီးတာနဲ့ရက်မနေနဲ့ဆက်မှတ်မှတ်ပြီးတာနဲ့ဆက်မှတ်မှတ်ပြီးတာနဲ့ဆက်မှတ်အဲ့လိုဖြစ်နေရမှာဒါတစ်ချက်သတိပြုဖို့နော်ဇက်တိုင်းမှတ်ဖို့အတွက်နောက်တစ်ခုကတရားမှတ်တဲ့အခါမှာအာယုံအရေးကြီးတယ်ခုနပြောခဲ့တယ်သတိပဋ္ဌာန်ရဲ့အာယုံဒီကာယဝေဒနာစိတ်ဓာတ်ဓမ္မဒီလေးခုတစ်ခုခုဖြစ်ရင်မှန်တယ်ကာယဝေဒနာစိတ်ဓာတ်ဓမ္မအာယုံမဟုတ်ဘူးဆိုရင်မှားတယ်ဒီနေ့ဟိုဦးစင်တစ်ပါး6လို့ပါနော်ဒါတော့ခဏကြုံတယ်အရင်လဲမိနစ်ကတရား6တဲ့ခါမှလည်းအဲ့ဒါတွေသတိထားမိတယ်ဘာလဲဆိုတော့ဥပမာအတန်ကြားတယ်ဆိုပါလို့တရားမှတ်တဲ့အခါမှာတရားမှတ်နေရင်မှာဖောင်းနာပိန်နာမှတ်နေရင်ထွက်လေဝင်လေမှတ်နေရင်နားထဲမှာအတန်ကြားလာတယ်အဲ့လိုဆိုရင်ဒီလိုကြားတယ်လို့မှတ်ရမှာအဲ့လိုမှတ်တဲ့အခါမှာဘာကိုအာရုံယူမှာလဲဆိုတော့အတန်လာရကိုအာရုံပြုရမှာမဟုတ်ဘူးတတိပြုပါနော်နားမှာအတန်လှိုင်းရိုက်ခတ်တာကိုအာရုံပြုရမှာအဲ့တော့စိတ်ကိုဘယ်ပို့ရမှာလဲဆိုတော့နားကိုပို့မိမိရဲ့စိတ်ကိုနားကိုပို့ပြီးတော့ကြားတယ်လို့အဲ့ဒီအတန်ကိုမှတ်မှာအဲ့တော့တချို့ကကြားတယ်မှတ်တဲ့အခါမှာပြညတ်ကိုသွားအာရုံပြုနေတယ်ဘာလဲဆိုတော့အတန်မြည်တဲ့အရာဝတ္ထုအတန်လာတဲ့နေရာအဲ့တော့သွားအာရုံပြုတယ်အဲ့ဒါဟာတတိပဋ္ဌာန်ရဲ့နေပယ်မှာမဟုတ်တော့ဘူးဥပမာပေါ့နော်ခေါင်းလုံးတန်ကြားတယ်ခေါင်းလုံးတန်ကြားတယ်ဆိုရင်ကြားတဲ့အတန်ကိုပဲရှုမှတ်ရမှာဖြစ်တယ်ခေါင်းလုံးပုံတံကိုအာရုံပြုရမှာမဟုတ်ဘူးဒီကကြားတယ်ဆိုရင်ခေါင်းလုံးပုံတံကိုသွားအာရုံပြုတယ်ပြီးခေါင်းလုံးရှိတဲ့နေရာကိုသွားမှန်းပလိုက်တယ်အဲ့ဒါတင်ညာလို့ခေါ်တယ်တင်ညာကပုံဖော်ပလိုက်တာတော့ဒီအတန်ဒီခေါင်းလုံးတန်ဆိုတာကိုတင်ညာကမှတ်ထားတယ်လေအဲ့တော့တင်ညာကပုံဖော်ပလိုက်တာသူမှတ်ထားတာကိုပုံဖော်ပလိုက်ပြီးဘယ်နေရာမှာဆိုတော့အဲ့နေရာကိုအာရုံပြုမိသွားတယ်ခေါင်းလုံးပုံကိုအာရုံပြုမိသွားတယ်အဲ့ဒါကျတော့ပညာဖြစ်သွားပြီတင်ညာပုံဖော်ပြီးတဲ့ပညာဖြစ်သွားပြီရှုရမှာကတတ္ထယုတ်အတန်ကိုရှုရမှာလေကြားတယ်ဆိုအတန်ကိုရှုရမှာဒါမှမဟုတ်ကြားသိစိတ်ကိုရှုရမှာကြားသိတဲ့စိတ်ကိုရှုရမှာအဲ့တော့ကြားတယ်တော့မဟုတ်သိတယ်တတိပြုပါနော်အဲ့တော့ကိုယ့်ရဲ့ရှုရမယ်အာယုံဒီကာယဝေဒနာစိတ်ဓမ္မဖြစ်ရမယ်ပညာမဖြစ်အောင်အဲ့ကြောင့်အတန်လာရနေရာကိုလည်းအာယုံမပြုနဲ့အတန်ထွက်လာတဲ့ပစ္စည်းဝတ္ထုကိုလည်းအာယုံမပြုနဲ့ဥပမာတရားထိုင်နေရင်းနဲ့ကိုယ့်ရဲ့အနောက်နားကစကားပြောတဲ့ကြားတယ်ဆိုရင်အတန်ကိုပဲရှုရမှာကြားတယ်အတန်ကိုရှုရမှာအဲ့အတန်လာတဲ့နေရာကိုအာယုံမပြုနဲ့ကိုနောက်ဘက်ကလာတယ်ဆိုနောက်ကအာယုံပြုနဲ့ပြီးရင်စကားပြောနေတဲ့လူပုံသဏ္ဍာန်တွေအာယုံပြုရမှာမဟုတ်ဘူးနော်လူပုံသဏ္ဍာန်တွေအာယုံပြုစရာမလိုနားမှာလာရိုက်ခတ်နေတဲ့အတန်လှိုင်းတွေကိုပဲအာယုံပြုရမှာတတ္ထယုတ်အတန်တွေကိုအာယုံပြုရမှာအဲ့ဒါတတိပြုဖို့လိုတယ်နော်အဲ့ပြောချင်တာကနံပါတ်1တတိကိုစက်တိုင်းဖြစ်အောင်ကြိုးစားပါတတိဆက်ပါဆိုတဲ့စကားလုံးဟာတတိပဋ္ဌာန်ကမ္မဋ္ဌာန်းတစ်ခုလုံးရဲ့အနိစ္စစကားပါနော်ဒီဝိပဿနာလုပ်ငန်းစဉ်တစ်ခုလုံးရဲ့အနိစ္စစကားတတိဆက်ပါတတိစခုပြီးတစ်ခုစက်တိုင်းဖြစ်ပါစေနော်နံပါတ်2တတိပြုရာအာယုံသည်ကာယဝေဒနာစိတ်ဓမ္မဖြစ်ပါစေအဲ့လိုဆိုရင်တရားဓမ္မလမ်းကြောင်းမှန်ကန်ပါတယ်တရားတိုးတက်ပါတယ်တတိပြုကြပါနော်အဲ့တော့မိမိတို့တန်ထံမှာရုပ်သဘောနဲ့နာမ်သဘောပဲအနစ်ချုပ်လိုက်ရင်ဘုရားကကာယဝေဒနာစိတ်ဓမ္မလို့၄ခုဟောထားပြီမဲ့အနစ်ချုပ်လိုက်လို့ချင်းယုတ်တရားနဲ့နံတရားပဲယုတ်တရားနဲ့နံတရားပဲရှိတာဆိုတော့ဒီယုတ်တရားနံတရားတွေဟာ
secondတိုင်းမှာပေါ်လိုက်ပြောင်းလိုက်ဖြစ်အဲ့တော့အ ਨੇ ဆုံးအခြေခံအပြင်ဒုတန်တန်မှာရုပ်သဘောမျှတာရှိတယ်နာမ်သဘောမျှတာရှိတယ်နောက်အဲ့ဒီရုပ်သဘောနာမ်သဘောတွေဟာလည်းအကြောင်းနဲ့အကျိုးနဲ့ဖြစ်နေတဲ့သဘောတွေပြက်နေတဲ့သဘောတွေလို့နားလည်ရမယ်အကြောင်းကြောင့်ပေါ်လာတယ်ပြီးရင်ပြက်သွားတယ်အကြောင်းကြောင့်ပေါ်လာတယ်ပြက်သွားတယ်အ ਨੇ ဆုံးအဲ့လောက်အခြေခံလောက်အသိဉာဏ်ထဲရှိသွားပြီဆိုရင်သတိပဋ္ဌာန်တရားကိုကောင်းကောင်းအထောက်လို့ရမယ်ယုတ်တရားနံတရားများသာရှိတယ်ဆိုတဲ့အသိပြီးအကြောင်းကြောင့်ဖြစ်လာတယ်ဆိုတဲ့အသိပြီးပေါ်လာပြီးပျောက်သွားတယ်ဆိုတဲ့အသိမပြတ်မစည်းဘဲနဲ့အမြဲတည်တဲ့သဘောမရှိဘူးဆိုတဲ့အသိကလေးရှိသတိပဋ္ဌာန်တရားကိုကောင်းကောင်းအထောက်လို့ရမယ်အဲ့တော့ကာယဝေဒနာစိတ်ဓာတ်ဓမ္မအပေါ်မှာတတိကတ်တဲ့အခါမှာတတိကအာယုံကိုယူပေးမယ်တတိယအာရမဏံခေတ္တဝပညာယပတ္တိဆိုတာတတိကအာယုံကိုယူမယ်တတိကအာယုံကိုယူမယ်တတိကတ်မယ်နော်မြင်နေကြားနေထိတယ်သိတယ်တတိကတ်မယ်တတိကတ်ထားတဲ့အာယုံကိုစိတ်ဝင်စားနဲ့ကြည့်ဘာများဖြစ်နေသလဲလို့စိတ်ဝင်စားနဲ့ကြည့်စိတ်ဝင်စားနဲ့ကြည့်မှပညာကွာပြီးပရမတ်ဆိုင်မှာနော်ဥပမာထွက်လေဝင်လေကိုရှုတဲ့ပုဂ္ဂိုလ်များတတိကကတ်တယ်ထွက်လေလို့တတိကတ်လိုက်တယ်တတိကယုံနဲ့တော့ပရမတ်ထမဆိုင်သေးဘူးစုဆိုင်ပြီးကြည့်ထွက်လေလို့ဆိုရင်လေလေးထိသွားတာထွက်လေမှလေလေးထိပြီးတော့ထွက်သွားတာအဲထိနေတာလေးမှာတခြားကြည့်ဘာများဖြစ်နေသလဲလို့တရားကြည့်ပြီးအခုဩဝါဒ9နဲ့တခြားဂရုစိုက်ကြည့်ထွက်လေလေးထိထိတဲ့နေရာမှာဖြစ်နေတာလေအဲ့လိုစိတ်ဝင်စားကြည့်ရတယ်တရားမှတ်တယ်ဆိုတာခန္ဓာကိုယ်ကလည်းတောင့်တင်းမနေနဲ့စိတ်ကိုလည်းတောင့်တင်းမနေနဲ့ relax တက်တောင့်တထားစိတ်ကိုလည်းအသာလေးလျှော့ထားခန္ဓာကိုယ်လည်းတက်တောင့်တနေခန္ဓာကိုယ်တောင့်နေရင်ပင်ပန်းတယ်စိတ်တောင့်ရင်လည်းပင်ပန်းတယ်ရုပ်ကောနာမ်ကောနှစ်ခုလုံးကိုတက်တောင့်တထားပြီးတော့ကြည့်ပြုံပဲတို့ရုပ်ရှင်ကားတကားကိုစိတ်ဝင်စားကြည့်စာအုပ်တော့ကိုစိတ်ဝင်စားဖတ်တယ်အဲ့ဒီလိုမျိုးထွက်လေမှာဝင်လေမှာဘာများဖြစ်နေတာလဲလို့စိတ်ဝင်စားနေကြည့်ပြရမှာတရားလို့ဆိုတာ just looking without thinking ဒါတပြည့်တော့မကြခဏသုံးတဲ့စကားတစ်လုံး just looking ကြည့်ုံလေးပဲ without thinking ဘာအတွေးမှမပါစေနဲ့ကိုယ့်ရဲ့ထင်မြင်ချက်တွေယူဆချက်တွေအမြင်တွေဘာမှမပေါင်းထည့်နဲ့တချို့ကစာတွေဖတ်ထားတဲ့တရားတွေနားထားတော့အထင်တွေအမြင်တွေပေါင်းထည့်လိုက်ရင်ဟောကြရင်ပြညတ်တွေဖြစ်သွားတယ်သူရှိနေတာလေးကိုပဲကိုကတဘာဝအတိုင်းလေးကြည့်ပြီးတက်တောင့်တလေးကြည့်ပြီးထွက်လေထိပြီးထွက်သွားတယ်အဲ့ထိဆိုတာမှဘာဖြစ်တာတော့လို့ကြည့်ပြီးဝင်လေလို့ဝင်သွားတယ်အဲ့ထိပြီးဝင်သွားတာလေးကိုကြည့်ပြီး just looking without thinking အတွေးမပါဘဲနဲ့အကြည့်တက်လေးပဲဘာမှမကြည့်နဲ့ဘာမှမတွေးနဲ့နော်ဘာမှမတွေးနဲ့ကြည့်ုံလေးပဲအဲ့တော့တတိနဲ့ကတ်တယ်အဲ့ဒါလေးကိုအသေးချာကြည့်ပြီးစိတ်ဝင်စားနဲ့ကြည့်ပြီးအဲ့ဒီမှာပညာဖြစ်လာလိမ့်မယ်အဲ့ထိပြီးတော့ဝင်သွားတာလေးမှာနှွေးနာအေးနေတာတွေ့မယ်နော်ညတော့အပြင်တော့ဝင်လေဆိုရင်အေးနေတာတွေ့တတ်တယ်ထွက်လေဆိုရင်တော့နှွေးနေတာလေးတွေ့တတ်တယ်တခါတလေလှုပ်နဲ့ဖြစ်နေတာတွေ့တတ်တယ်တခါတလေတွန်းနေတာလေးတွေ့တတ်တယ်ဆိုတော့အဲ့ဒါပညာတဘာဝတရားကိုမြင်လာတဲ့ပညာနော်တဘာဝလက္ခဏာကိုမြင်တဲ့ပညာဖြစ်ပြီဒါကြောင့်တတိနဲ့
ထွက်လေအာယုံလေးကိုဖမ်းလိုက်တယ်တမာတိလေးနဲ့စိတ်ဝင်စားကြည့်အဲ့ဒီမှာပညာနဲ့မြင်လာတယ်ဟောထွက်လေလေးမှာငွေသွားပါလားရွှေ့သွားပါလားလှုပ်သွားပါလားဝင်လေလေးမှာအေးသွားပါလားလှုပ်သွားပါလားရွှေ့သွားပါလားတွေ့နော်တတိနဲ့ကပ်မယ်တမာတိနဲ့စိတ်ဝင်စားကြည့်မယ်ဝိပဿနာနဲ့အမှမြင်မယ်ပညာနဲ့မြင်တယ်စัจကြည့်အောင်နော်အဲ့မှာတော်တော်လေးစိတ်ကငြိမ်လာပြီ looking deeply လို့ခေါ်တာနည်းနည်းကြည့်အဲ့ဒီထွက်လေလေးထိပြီးတော့ဝင်ထွက်သွားတယ်ဝင်လေထွက်ထိပြီးတော့ဝင်သွားတယ် looking deeply နည်းနည်းကြည့်အဲ့တော့နည်းနည်းကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီဝင်လေကလေးတရွေ့နဲ့ဝင်သွားတာလေးကရှုခနဲ့ဝင်သွားတာမဟုတ်ပဲနဲ့တရွေ့နဲ့ဝင်သွားတယ်ထွက်လေလေးဟာလည်းပဲတရွေ့နဲ့ထွက်သွားတယ်အစောပိုင်းကတော့ထွက်လေလို့ဆိုရင်တစ်ခုတည်းလို့ထင်တယ်ဝင်လေဆိုတစ်ခုတည်းလို့ထင်တယ်ရှုခနဲ့ထွက်သွားတယ်ရှုခနဲ့ဝင်သွားတယ်ထင်တယ် looking deeply နည်းနည်းကြည့်နော်နည်းနည်းကြည့်လိုက်တဲ့ခါကျတော့ဝင်လေဟာတစ်ခုတည်းမဟုတ်ဘူးထွက်လေဟာတစ်ခုတည်းမဟုတ်ဘူးအဲဝင်လေတစ်ခုတည်းမှာကထိတယ်ဝင်သွားတယ်ထွက်လေတစ်ခုတည်းမှာကထိတယ်ထွက်သွားတယ်အနေစားဆိုတာအဲ့ဒါပဲပြက်နေအပိုင်းဖြစ်နေဝင်လေတစ်ခုတည်းမှာကအပိုင်းဖြစ်နေတယ်ထွက်လေတစ်ခုတည်းမှာအပိုင်းဖြစ်နေတယ်အကြောင်းတရားထုတ်တဲ့အခါမှာဒုတိယအပိုင်းက looking deeply နည်းနည်းကြည့်နော်အဲ့ဒါအရေးကြီးတယ်နည်းနည်းကြည့်လေနည်းဆိုင်မြင်ရလေပဲပေါ့အပေါ်ယံကြည့်ရင်အပေါ်ယံမြင်မယ်နည်းနည်းကြည့်နည်းနည်းမြင်မယ်ကိုဘလို့ကြည့်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်တရားလို့ဆိုတာတကယ်တော့ကြည့်ရတဲ့အလုပ်ပဲနော်တရားလို့ဆိုတာကြည့်ရတဲ့အလုပ်ပဲဘာကိုကြည့်တာလဲတဘာဝတရားတွေကိုကြည့်နေတာကာယဝေဒနာစိတ်ဓမ္မဆိုတဲ့တရားတွေကိုကြည့်နေတာနော်တရားရှုတယ်ဆိုတာကြည့်တဲ့အလုပ်ပါနော်ကြည့်တဲ့အလုပ်အဲကြောင့်ထွက်လေဝင်လေလေးကိုသိချာကြည့်ပါဖောင်းနာပိနာသိချာကြည့်ပါအဲ့တော့ကြည့်လေမြင်ရလေပဲကြည့်နိုင်ဖို့ပဲလိုပါတယ်နော်အဲ့တော့မကြည့်ဘဲနဲ့တရားတွေးနေတယ်ဆိုရင်ဘယ်မြင်ရမလဲမနေ့ကလည်းပြောခဲ့တယ်လေမိုင်လန်ခကြီးမှာအတွေးတွေဟာအန္တရာယ်တွေပဲနော်မိုင်လန်ခကြီးမှာအတွေးတွေဟာအန္တရာယ်တွေပဲအဲ့တော့ဦးဇင်းတို့ကိုသုံးသပ်တို့ကတရားကိုကြည်နေတာဟုတ်ကဲ့လားတွေးနေတာလားကြည်နေတာလားကိုသုံးသပ်တွေးနေရင်တော့ဘယ်နှနာရီထိုင်တရားတိုးတက်မှာမဟုတ်ဘူးတဏီကုံထိုင်တွေးနေမတိုးတက်ဘူးကြည်နိုင်မှတကယ်ကြည့်ရင်နိုင်ဝန်းလောက်စိုက်ကြည့်လိုက်ရင်ပေါ့ပဲသူရဲ့သဘာဝလက္ခဏာတာမန်လက္ခဏာတွေ့တာပါပဲအဲ့တော့လေ့ကျင့်ရတော့တဲ့ပုဂ္ဂိုလ်ဆိုရင်တော့အခုအာရုံပြုအခုမြင်တာပဲနော်အဲ့တော့ဒီနေ့ပြောတဲ့စကားလုံးတွေကိုသတိထားဖို့ပါဓမ္မ guideline ပေးတာပါနော်နံပါတ်1တတိဆက်အောင်ကြိုးစားပါနံပါတ်2ကိုယ့်ရဲ့အာယုံဒီကာယဝေဒနာစိတ်ဓာတ်ဖြစ်ပါစေနံပါတ်3 just looking without thinking အတွေးမပါဘဲနဲ့ကြည့်နိုင်အောင်ကြိုးစားပါနော်ကြည့်နိုင်အောင်ကြိုးစား looking deeply နံပါတ်4နော်နည်းနည်းကြည့်လေနည်းနည်းမြင်ရလေပဲဒါခုနကထွက်လေဝင်လေကိုနမူနာပြောတာဖောင်းနာပိန်နာလည်းဒီတိုင်းပဲဖောင်းနေပိန်နေတတိကဖောင်းတိုင်းမလွတ်တမ်းတတိကပိန်တိုင်းမလွတ်တမ်းတတိကအစောပိုင်းကာလက mindfulness practice လို့ခေါ်တာတတိလေ့ကျင့်ခံမယ် mindfulness practice ဆိုတော့တတိလေ့ကျင့်ခံမယ်အဲ့တော့ဖောင်းတိုင်းတတိကပိန်တိုင်းတတိကမလွတ်တမ်း
နော်မလွတ်တမ်းတတိကဟုတ်ပြီတတိလေးချင်းခံအောင်မြင်သွားပြီဖောင်းနိုင်တတိကတ်နေပြီပိန်နိုင်တတိကတ်နေပြီအဲ့ဒါဆိုရင်စိတ်ဝင်စားကြည့်ပါတမာတိနဲ့ကြည့်ဖောင်းနေလို့တတိကတ်ပြီးတော့ကြည့်ဖောင်းနေဆိုတော့တင်းလာအဲ့မှာတွန်းနေတဲ့သဘောတွေတင်းနေတဲ့သဘောတွေမြင်အောင်ကြည့်ပိန်နေဆိုရင်လည်းအဲ့မှာတရားကြည့်တရွေ့နဲ့ရွေ့သွားရော့သွားအဲ့လိုတရားကြည့်ရတမာတိစိတ်ဝင်စားနဲ့ကြည့်အဲ့မှာသဘာဝတရားတွေတွေ့ပြီးပညာနဲ့တွေ့ပြီးဝါရောတရဲ့တွန်းကန်မှုတွေလှုပ်ရှားမှုတွေတွေ့ပြီးနော်တွန်းကန်မှုတွေလှုပ်နေမှုတွေတွေ့ပြီးသဘာဝတရားကိုတွေ့ပြီးအဲ့ဒါပညာနဲ့တွေ့တာပဲတတိနဲ့အာယုံကတ်လိုက်တယ်တမာတိနဲ့စိတ်ဝင်စားကြည့်လိုက်တယ်ပညာနဲ့တွေ့ပြီးတောင်းနေမှုတွေတင်းနေမှုတွေလှုပ်နေမှုတွေရွေ့နေမှုတွေတွေ့ပြီး looking deeply ထပ်ပြီးတော့နည်းနည်းကြည့်လိုက်အောင်ရွေ့တာလေးကြည့်လိုက်တဲ့အခါကျတော့စောပိုင်းတုန်းကကျတော့ဖောင်းနေဆိုရင်တဖောင်းနေလို့ထင်တာပိန်နေဆိုရင်တပိန်နဲ့ပိန်နေလို့ထင်တာဒီစားကြည့်လိုက်တဲ့အခါကျတော့ဖောင်းတာတွေကအပြက်နေတယ်တစ်စင်ဖောင်းလိုက်တယ်နောက်တစ်စင်ထပ်ဖောင်း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 တယ်စင်ကဲဖြစ်စဉ်ပေါ့နော်စင်ကဲဖောင်းလာတာကိုတွေ့တာလေစင်ကဲဖောင်းလာသူငယ်တုန်းကပူပေါင်းမှုတို့လို့ပေါ့ပူပေါင်းမှုတဲ့သူကတစ်ချက်တည်းနဲ့ဖောင်းနေရမဟုတ်တာမဟုတ်ဘူးတစ်ချက်မှုတ်လိုက်တယ်နည်းနည်းလေးဖောင်းလာနောက်တစ်ချက်ထပ်မှုတ်တယ်နည်းနည်းလေးဖောင်းလာနောက်တစ်ချက်မှုတ်တယ်နည်းနည်းဖောင်းလာအခုအဲ့လိုပဲဘိုက်ကဖောင်းတက်လာတယ်ဆိုတာလေရဲ့တွန်းကန်အားတွေအစင်းဖြစ်လာတာအဲကြောင့် looking deeply နည်းနည်းကြည့်ဖောင်းတယ်ဆိုတာလေးကိုအပေါ်ယံလေးဖောင်းတယ်လို့မှတ်ကမှတ်တာမဟုတ်ပဲနဲ့ဘလို့ဖောင်းနေတာလဲဆိုတာလေးကိုသေချာစိတ်ဝင်စားနဲ့ကြည့်အဲဆိုတရွေ့တက်လာတယ်နောက်တရွေ့ထက်တက်လာတယ်နောက်တရွေ့ထက်တက်လာတယ်နောက်တရွေ့ထက်တက်လာတယ်အဲ့လိုမျိုးစင်ကဲနဲ့တက်လာတယ်ပြီးချက်သွားပြီးတခါစင်ကဲနဲ့ပြန်ရော့သွားတာမှလည်းစင်ကဲရော့သွားတာတစ်စင်ရော့သွားတယ်နောက်တစ်စင်ထက်ရော့သွားတယ်နောက်တစ်စင်ထက်ရော့တယ်နောက်တစ်စင်ထက်ရော့တယ်အဲ့လိုနဲ့ပိန်သွားတာအဲ့တော့ဖောင်းတဲ့ခဏမှလည်းအစင်ဖောင်းလာပြီးပိန်တဲ့ခဏမှလည်းအစင်ပိန်ကျသွားတာအဲ့ဒါ looking deeply ပဲနည်းနည်းကြည့်လာလေးဒီဖောင်းတာလေးတစ်ခုတည်းမှာကိုကအစင်ဖောင်းလာတယ်ပိန်တာလေးတစ်ခုတည်းမှာကိုကအစင်ပိန်သွားတယ်အဲ့ဒါကိုကတတိနဲ့အာယုံကိုယူတတိနဲ့ဖောင်းနေဆိုတဲ့အာယုံကိုယူတမာတိနဲ့စိတ်ဝင်စားကြည့်နော်တမာတိနဲ့စိတ်ဝင်စားကြည့်စူးစိုက်ပြီးတော့ကြည့်အဲ့မှာပညာနဲ့သူ့ရဲ့သဘာဝတရားတွေစင်ကဲဖြစ်စဉ်တွေကိုတွေ့ရတာပေါ့တရားအလုပ်ကအဲ့ဒါပဲသတိပဋ္ဌာန်လုပ်ငန်းကအလွန်ရိုးရှင်းတယ်အဲ့တိုင်းသားတကယ်သားလုပ်ကြည့်ပါနော်တကူအခုတပြည့်တော့ပြောတဲ့ပုံလမ်းစဉ်တိုင်းတခြားသားလုပ်ကြည့်မြင်တယ်နော်သဘာဝတရားကိုလည်းမြင်တယ်တာမယလက္ခဏာကိုလည်းမြင်တယ်ထိတာကိုရှုမလားလက်မထက်ကလေးနှစ်ခုထိနေတယ်လက်မထက်ကလေးနှစ်ခုထိနေတယ်ရှုမယ်ထိတယ်လို့ရှုလိုက်တယ်တတိနဲ့ထိတယ်ဆိုတဲ့အာယုံလေးကိုယူလိုက်ပြီးကတ်လိုက်ပြီးထိတယ်တတိကတ်လိုက်အဲ့မှာတမာတိနဲ့တခြားလေးကြည့်ထိတယ်အစောပိုင်းကတော့လက်မနှစ်ခုပုံတရံကြီးကိုအာယုံယူမိတယ်တင်ညာနဲ့ပုံဖော်မိတယ်လက်မတစ်နှစ်ခုဒီချာစူးစိုက်မကြည့်တဲ့အခါကျလက်မပုံတရံပျောက်သွားပြီးတော့အဲ့မှာထိနေတဲ့အားလေးထိနေတဲ့နေရာလေးမှာတွန်းနေတယ်အဲ့တော့သွေးတွေခုန်နေတာကိုနော်အဲ့မှာသွေးတွေခုန်နေတော့တွန်းနေတဲ့သဘောလေးတော့တွေ့တတ်တယ်တွန်းနေအဲ့တော့တွန်းကန်မှုသဘောလေးတွေတွေ့တာပဲလေနည်းနည်းဆက်ကြည့်လိုက်မယ်ဆိုရင်တွန်းကန်မှုသဘောလေးတွေကဇက်တိုက်နော်တွန်းပြီးတော့ပျောက်သွားတွန်းကန်မှုပေါ်လာတယ်ပျောက်သွားတယ်နောက်ထပ်တွန်းကန်မှုပေါ်လာပျောက်သွားတယ်အဲ့တော့စိတ်ကအဲ့တည်းမှာနစ်သွားတဲ့အခါမှာကျွန်တော်ဘာမှမသိတော့တကူလုံးပျောက်ထွက်သွားတယ်ကိုလုံးပုံတရံလေးဘာမှမမြင်တော့ဘူးဘာမှမသိတော့မနဲ့အဲ့တွန်းနေတာလေးပေါ်တယ်တိလိုက်တယ်ပျောက်တယ်နော်တိလိုက်တယ်တွန်းနေတဲ့သဘောလေးပေါ်တယ်တိတယ်ပျောက်တယ်တိတယ်အဲ့လိုဖြစ်နေတယ်တွန်းတဲ့သဘောလေးပေါ်လာတယ်တိတယ်ပျောက်တဲ့သဘောလေးပေါ်တယ်တိတယ်
အဲ့လိုနဲ့တွန်းမှုသဘောလေးအတိတ်ပေါ်ပြောက်အဲ့ဒီတွန်းတဲ့သဘောလေးပေါ်လိုက်ထဲမှာပဲစိတ်ကနစ်နေတာနော်တမာတိနဲ့အဲ့ဒါလေးကိုကြည့်ပညာနဲ့မြင်အဲ့ထဲမှာပဲစနေတာတတိနဲ့တွန်းတာလေးကိုဖမ်းယူတမာတိနဲ့စပညာနဲ့ကြည့်ဟန်ချက်ညင်အလုံးလုံးနေတာတတိတမာတိပညာတတိတမာတိပညာဟန်ချက်ညင်အလုံးလုံးနေတာဝိရိယကြတော့ကြောင်းကြဆိုင်တာပေါ့နော်ဝိရိယကြတော့ကြောင်းကြဆိုင်တာဒီအာယုံကနေလွတ်ထွက်မသွားအောင်တတိကကြောင်းကြဆိုင်ပေးတာဝိရိယကြောင်းကြဆိုင်ပေးတာဒါကြောင့်တတိပဋ္ဌာန်အလုံးမှာဗဒနာဥဆောင်ပြီးလုပ်နေတာကတတိဝိရိယတမာတိပညာအာယုံတစ်ပါးကိုလွတ်ထွက်မသွားအောင်ကြောင်းကြဆိုင်ပေးတာဝိရိယအဲ့တော့တတိဝိရိယတမာတိပညာဟန်ချက်ရင်အလုံးလုံးအဲ့တွန်းနေတာလေးကိုကပ်ပြီးကြည့်လိုက်တဲ့အခါမှာဘာမှမတွေ့တော့ဘူးတကုံလုံးပျောက်ထွက်ပြီးတော့တွန်းတဲ့သဘောလေးတိနေတဲ့သဘောလေးတွန်းတာလေးပေါ်နေပျောက်သွားတယ်တိတဲ့သဘောလေးပေါ်နေပျောက်သွားတယ်နောက်တဲ့တွန်းတဲ့တစ်ခုထပ်ပေါ်လာတယ်ပျောက်သွားတယ်တိတဲ့သဘောလေးပေါ်နေပျောက်သွားတယ်အချုပ်ခံနေလဲပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်အချုပ်ညံနေလဲပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်နော်ဒါပဲအကုန်လုံးပျောက်နေတာဒါပဲမြင်တယ်နှစ်ခုပဲတိစရာလေးတွေပေါ်တယ်ပျောက်တယ်တိနေတဲ့သဘောလေးတွေပေါ်တယ်ပျောက်တယ်တိစရာနဲ့တိနေတာတိစရာနဲ့တိနေတာဒါပဲဖြစ်သွားပြီ looking deeply နဲ့ကြည့်လိုက်တဲ့အခါမှာကျန်တာဘာမှမသိတော့ဘူးတမာရီကအဲ့လောက်ထိကိုကောင်းသွားတာနော်တမာရီကအဲ့ထဲမှာစိုက်သွားပြီဆိုကျန်တာဘာမှမသိတော့ဘာဆိုဘာမှမသိတော့တွန်းတယ်ပျောက်တယ်တိတယ်ပျောက်တယ်တွန်းတယ်ပျောက်တယ်တိတယ်ပျောက်တယ်ဒါဖြစ်နေတွန်းတာလေးကတိစရာလေးအဲ့ဒါလေးကိုတွန်းတယ်လို့သိလိုက်တာသိနေတာအဲ့တော့အဲ့ဒါလေးဟန်ချက်ညင်နဲ့စီချက်ဝါကိုက်ပြီးတော့ပေါ်တယ်ပျောက်တယ်တိတယ်ပျောက်တယ်ဖြစ်အဲ့ဒီလိုနဲ့ဝိပဿနာဉာဏ်တွေကရင့်တန်လာတာပဲပေါ့အဲ့ပေါ်လိုက်တာတွေကြည့်နောက်ကျရင်ပေါ်တော့မတွေ့တော့ဘူးရိတ်ခနဲ့တွန်းတာလေးတွေကရိတ်ခနဲ့ပျောက်ဒီစိတ်ကလေးတွေကရိတ်ခနဲ့ပျောက်ပေါ်တော့မတွေ့တော့အလွန်မြန်လာတာအဲ့တွန်းတာလေးတွေကတော်တော်မြန်သူတို့ဖြစ်လာအချင်းအဟုန်နဲ့မောင်းနေတဲ့ရန်တရားတစ်ခုလိုပဲပေါ်တယ်ပျောက်တယ်ဒီပျောက်တယ်ရိတ်ခနဲ့ဖြစ်လာအဲ့ဒီမှာဒါကြီးပေါ့ကြောက်စရာကြီးကောင်းတယ်ထင်လာဟာသင်္ခါရတရားကြီးခုနသိနေတဲ့ဟာလေးနဲ့ပျောက်သွားတယ်အဲ့လိုကြည့်သမျှအားလုံးကပျောက်နေတာအရာအားလုံးဘာပဲကြည့်လိုက်အကုန်လုံးပျောက်ရိတ်ခနဲ့ပျောက်ကြောက်စရာလို့ထင်လာဒီစကားလုံးကတတိထားမှာကြောက်စရာလို့ထင်တယ်ဆိုတာကစိတ်ကကြောက်စိတ်ဖြစ်သွားတာမဟုတ်ဘူးနော်ကြောက်စိတ်ဆိုတာကဒေါသဝိပဿနာမဟုတ်ဘူးအခုကစိတ်ကမကြောက်ဘူးအဲ့ဒီအာယုံတွေအဲ့ဒီရိတ်ခနဲ့ပြက်နေတာကြီးတွေကိုကြောက်စရာကောင်းတဲ့အာယုံပါလားလို့ထင်သိလာတာဟိုတရေကြောက်တယ်လို့ကြောက်တာမဟုတ်ဘူးတရေကြောက်တယ်ကြောက်တာကျတော့ဒါဒေါသဒါဝိပဿနာဆိုတာကြောက်တာမဟုတ်ဘူးအာယုံကိုကြောက်စရာကောင်းတယ်လို့ပဲသိတဲ့အသိဉာဏ်ဖြစ်လာတာဥပမာပြောရရင်တို့တိရစ္ဆာန်ဥယျာဉ်မှာကြားတွေလှောင်ထားတယ်ချင်းသေးကြီးတွေလှောင်ထားတယ်တိရစ္ဆာန်ဥယျာဉ်ရောက်ဖို့တဲ့ဥစဉ်တွေခံစားလို့ရတယ်တိရစ္ဆာန်ဥယျာဉ်ကိုသွားကြားလှောင်ထားတဲ့ချင်းသေးလှောင်ထားတဲ့နေရာတွေကိုသွားကြည့်ကြားကြီးတွေကိုကြည့်ပြီးတော့ဟာဒီကြားကြီးကြောက်စရာကောင်းလိုက်တာချင်းသေးကြီးကြည့်ပြီးတော့ဟာချင်းသေးကြောက်စရာကောင်းလိုက်တာလက်သေးကြီးတွေအခြေကြီးတွေခြေထောက်ကြီးတွေအကြီးကြီးတွေပါးစပ်ကြီးတွေဆွဲကြီးတွေကြောက်စရာကောင်းလိုက်တာဒါပေမဲ့ကိုကမကြောက်အဲ့ဒီအကောင်ကြီးတွေကိုကြောက်စရာကောင်းတယ်လို့ဒီလိုမြင်သွားတာဒါပေမဲ့ကိုကြောက်တယ်ဆိုကိုကမကြောက်ဘူးဘာလို့လဲဆိုတော့လှောင်ဝင်ထဲမှာဟုတ်ချင်းသေးတို့ကြားတို့ကိုလှောင်ဝင်ထဲမှာထည့်ထားတာဆိုတော့ကိုကကြောက်တယ်ဆိုကိုကမကြောက်ဘူးဒါပေမဲ့ဒီအကောင်ကြီးတွေကကြောက်စရာကောင်းတယ်လို့အသိဖြစ်တယ်ဟာဒီချင်းသေးကြောက်စရာကောင်းတယ်ဒီကြားကြီးချင်းသေးကြောက်စရာကောင်းတယ်ဝိပဿနာအထုတ်တဲ့ပုဂ္ဂိုလ်ကအဲ့တိုင်းပဲဒီရိတ်ခနဲ့အဖြစ်တွေမြင်တဲ့အခါမှာဒီသင်္ခါရတရားတွေကကြောက်စရာကောင်းလိုက်တာနော်လို့အဲ့လိုမြင်တာကြောက်စိတ်ပေါ်လာတာမဟုတ်ဘူးအာယုံတွေကိုကြောက်စရာကောင်းတယ်လို့မြင်တာဟိုတရေကြောက်တာလို့ကြတော့ဘာနဲ့တွားတူလဲဆိုတော့တိုးထဲမှာအလဲပဲသွားရင်းနဲ့
ကြားနဲ့ပပင်းတိုးတဲ့သူလိုမျိုးအဲ့ဒါကျတော့ကြားကိုကြောက်စရာကောင်းတယ်လို့မြင်နေမကဘဲနဲ့ကိုပါကြောက်တာထွက်ပြေးတာကြားနဲ့ထိတ်တိုက်တွေ့တဲ့ခါကျတော့ကြောက်ပြီးပြေးပြီးဆိုတော့အဲ့ဒါကဒေါသအခုဒီပုဂ္ဂိုလ်ကအဲ့လိုကြောက်တာမဟုတ်ဘူးညံဖြစ်နေတာဒီအာယုံတွေရိတ်ကနေပြတ်နေတဲ့တရားတွေကကြောက်စရာကောင်းလိုက်တာဒီလိုထင်လာတာအဲ့တော့အဲ့ဒီဟာနေရုံထွက်ခြင်းတဲ့စိတ်တွေပေါ်လာဟာဒီအပြက်လောကကြီးဘာမှမလုပ်ချင်တော့ဘာပဲကြည့်လိုက်အကုန်အပြက်ရုပ်တရားကိုကြည့်လိုက်အပြက်နံတရားကြည့်လိုက်အကုန်လုံးအပြက်ရိတ်ကနေအကုန်ပြတ်နေတာဆိုတော့30ပုံရုပ်တရားနံတရားတွေနဲ့ဖွဲ့စည်းထားတာလေအဲ့တော့ရုပ်တရားနံတရားတွေရှိနေတာဆိုတော့အကုန်လုံးကသေးနေတာပဲတို့ခဏိကမရဏခေါ်တယ်တကယ်တော့တတ္တဝါတွေကအများတန်းသေးနေတာအခုဒီပြီးတော့တရားဟောရင်တရားနာရင်ကိုပဲသေးနေကြပြီအသစ်တွေမွေးဖွားနေတာနော်ဥတရားမနာခင်ဩဝါဒမနာခင်တော့ငါရုပ်တရားနံတရားမရှိတော့ဘူးဟိုရုပ်အသစ်နံသစ်တွေဖြစ်နေပြီနော်ပြန်မွေးဖွားနေတာဒီစိတ်တွေသာရက်သွားရင်ဒါစုတိစိတ်ကြတယ်သေတယ်လို့ပြောကြတာပဲနော်နောက်ဘဝတစ်ခုမှာရုပ်အသစ်နံသစ်မွေးဖွားလိုက်တာတကယ်တော့အခုဒီပြီးတော့ရုပ်အသစ်နံသစ်တွေတော့ကြောင့်မွေးနေတာဒါမှလူတွေကဒါကိုသေတယ်လို့မထင်ကြဘူးဘာဖြစ်လို့လဲဆိုတော့အခုမွေးဖွားနေတဲ့ရုပ်အသစ်နံသစ်တွေကတူညီသောမွေးဖွားခြင်းဖြစ်နေတယ်စောစောတုန်းကပြတ်သွားတဲ့ရုပ်သဘောမျိုးနံသဘောမျိုးကိုအလားတူရုပ်အသစ်တွေနံသစ်တွေမွေးဖွားနေတာအဲ့တော့သေတယ်လို့လူတွေကမသိကြဘူးအလားတူရုပ်အသစ်နံသစ်တွေမွေးဖွားနေလို့လူတွေပြောနေတဲ့တမ္မုတိမရဏကြတော့သူကဘဝတစ်ခုအသစ်ပြန်မွေးဖွားပြီမတူညီတဲ့ရုပ်အသစ်နံသစ်တွေမွေးဖွားပြီမတူညီတဲ့ပုံစံမျိုးနဲ့မွေးဖွားတဲ့ခါကျတော့သေပြီးမွေးတယ်လို့ပြောကြတယ်တကယ်တော့အခုတပည့်တော်တို့ထိုင်နေစဉ်မှာကိုထောက်ချောက်သေပြီးမွေးနေတာဥစဉ်တို့လေးလေးနက်နက်စဉ်းစားနော်အခုဥစဉ်တို့ထိုင်နေစဉ်မှာကိုအသစ်တွေမွေးနေတာရုပ်တွေအသစ်တွေမွေးနေတာနံတွေအသစ်တွေမွေးနေတာအဲ့တော့အကုန်လုံးကသေနေတာအကုန်လုံးသေအကုန်လုံးမွေးနေတာပြောရင်ဆိုရင်ကိုပဲသေနေပြီအသစ်မွေးပြန်ပြီသေပြန်ပြီမွေးပြန်ပြီသေပြန်ပြီမွေးပြန်ပြီစိတ်တွေပြတ်သွားလိုက်အသစ်ပြန်မွေးလာစိတ်တွေပြတ်သွားလိုက်သေသွားတယ်ပြတ်သွားတယ်ဆိုတာသေသွားတာပဲပေါ်လာတယ်ဆိုတာမွေးလာတာပဲရုပ်တွေရိတ်ကနေပြတ်သွားတယ်အဲ့ဒါသေသွားတာပဲနော်ရိတ်ကနေပေါ်လာတယ်အဲ့ဒါဖြစ်လာတာမွေးလာတာပဲဝိပဿနာလောကမှာဖြစ်လို့ပြောတယ်ဖြစ်တယ်ဆိုတာမွေးတာပဲပြတ်တယ်ဆိုတာသေတာပဲနော်အဲ့တော့တူညီတဲ့ရုပ်တူညီတဲ့နာမ်တွေဖြစ်နေလို့ဒါသေတယ်လို့မသိကြတာတကယ်တော့တဲ့လေးလေးနက်နက်ဒီချာကြည့်ရင်သေနေတာအဲ့တော့အဲ့လိုဝိပဿနာဉာဏ်ရှင်းလာတဲ့ပုဂ္ဂိုလ်ကရိတ်ကနေပြတ်နေတာကြည့်ပြီးတော့ဟာကြောက်စရာကောင်းလိုက်တာလူချင်းစရာဘာမှမရှိတသေးသေးနေတာပဲ30ပုံတတိလဲရုပ်ဒီနံနေပြက်နော်နတ်သားနတ်သမီးတွေလည်းရုပ်ဒီနံနေပြက်မြမဒီတိုင်းပဲဆိုတော့30ပုံလူချင်းစရာဘာမှမရှိအဲ့တော့ဘယ်ပုံသွားခြင်းလဲမေးအဲ့ချိန်မှာဘယ်မှမသွားချင်ဘူးအဲ့ဒီယောဂီကိုအဲ့ချိန်မေးကြည့်လိုက်ယောဂီဘယ်ဘက်သွားချင်လဲဘယ်မှမသွားချင်ဘူးဘာလို့အကုန်လုံးသူညံထဲမှာရိတ်ကနေအကုန်ပြက်နေတယ်ဆိုအကုန်သေးနေတာအဲ့တော့ဒီအပြက်လောကရန်လွတ်မြောက်ခြင်းစိတ်ပဲပေါ်လာတာအပြက်လောကရန်လွတ်မြောက်ခြင်းလားဒီအပြက်တွေမဖြစ်ရှင်တော့ဆိုတော့ရုပ်တည်နံတွေကမလိုချင်တော့ရုပ်တည်နံတွေဟာပြတ်တဲ့သဘောရှိတယ်ဆိုတော့မလိုချင်တော့အဲ့ခါရုပ်တည်နံတွေမရှိတဲ့နိဗ္ဗာန်ဆိုတာကိုအလွန်တောင်းတယောဂီအဲ့မှာဆက်ပြီးတော့နိဗ္ဗာန်လိုချင်တဲ့စိတ်တွေနဲ့တဖန်ထပ်ပြီးတော့အာတင်ကြိုးစားဆက်ပြီးတော့ရှုမှတ်ဖြစ်တယ်အပြက်တွေအရင်ကနေအပြက်တွေရှုနေနော်အလွန်
လင်းမြန်နဲ့နှုံးနဲ့ပြက်တာလေးကိုတွေ့နောက်ဆုံးကြတော့အပြက်တွေကိုကြည်ရင်နဲ့မှအပြက်တွေမတွေ့တော့ဘဲနဲ့ငြိမ်းချမ်းမှုသွားတွေ့တာရိတ်ခဏပြက်နေတဲ့အပြက်တွေကိုမတွေ့တော့ငြိမ်းချမ်းမှုကိုပဲတွေ့တော့အစောပိုင်းကပြက်နေတဲ့ရုပ်ကိုတွေ့တယ်ပြက်နေတဲ့နာမ်တွေတွေ့တယ်အဲ့ဒီရဲ့နောက်မှာငြိမ်းချမ်းမှုကိုသွားတွေ့အဲ့ဒါမက်ဖို့ဆိုတာအဲ့ဒါပဲအဲ့တော့အပြက်တွေရဲ့နောက်ကွယ်မှာငြိမ်းချမ်းမှုရှိတယ်အဲ့တော့အပြက်တွေကိုတောက်ချောင်းကြီးနဲ့မှငြိမ်းချမ်းမှုကိုရသွားတာဆိုတော့ဝိပဿနာအထုတ်တယ်ဆိုတာအလုံးရိုးရှင်းပါတယ်နော်ကာယဝေဒနာစိတ်ဓမ္မဒီအပေါ်မှာတတိကိုဇက်တိုက်ကတ်နိုင်အောင်ကြိုးစားlooking deeply နည်းကြည့်ပါအဲ့လိုဆိုရင်ခုနကလမ်းစဉ်အတိုင်းရောက်သွားလိမ့်မယ်နော်ဒါဝိပဿနာလမ်းစဉ်ကြီးကိုတပည့်တွေဖြောင်ဖြူးနေတယ်ဆိုတာကိုမြင်စေခြင်းလို့ချပြတာအာထုပ်ပေါ်အာထုံနေအချင်းချင်းနဲ့သူ့ရဲ့လမ်းစဉ်ကြီးကရိုးရယ်ဖြောင်းနေဝေးဝိုက်မနေဘူးအလွန်ရိုးချင်းတယ်မဖို့နိဗ္ဗာန်အထိမဖို့ရဖို့အထိတတိဝိရိယသမာဓိပညာဥဆောင်ပြီးခေါ်သွားတာပဲနော်ကဲအဲ့တော့တပည့်ဒီအားလုံးမိမိတို့တန်တန်မှာအဆက်မပြတ်ပေါ်လိုက်ဖြစ်နေတဲ့ယုတ်တရားနံတရားတွေကိုတတိအဆက်မပြတ်ကပ်ကြည့်ပြီးတော့ယုတ်တရားနံတရားတို့ရဲ့အပြတ်တွေကိုရှုမြင်ပြီးမဖို့နိဗ္ဗာန်ကိုဆက်ရောက်နိုင်တဲ့ရှင်ကောင်းရန်ကောင်းများဖြစ်အောင်ကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း